sorry အရှိန်လွန်သွားတယ်နော်ဒီလွန်ကလို့ကောင်းတာ ਨੇ โอเคကြည့်မိတယ်မိဘပြည်သူများညီလေးညီမလေးများမင်္ဂလာပါခင်ဗျာကျွန်တော်ဆရာချစ်နောက်ဆုံးစကားများပြောနေပါပြီတက်ချုံနဲ့အမေစုကိုတူခွင့်ရဖို့လဲပြင်ဆင်နေရတာဖြစ်တဲ့အတွက်ဗီဒီယိုဖိုင်တွေနဲတစ်ဆက်နဲလာမှာဖြစ်ပါကြောင်းနံပါတ်1အသိပေးရပါတယ်လူကြီးတွေစစ်ပွဲတွေဖန်တီးတဲ့အတွက်ကြောင့်လူငယ်တွေတည်ကြည်နေကြရတယ်တက်မတော်သားလေးတွေ PDF တွေတိုင်းရင်းသားညီငယ်နှမငယ်လေးတွေတည်နေကြတာကျွန်တော်ဆရာချစ်ရဲ့နှလုံးသားမှာနော်အမှန်တမ်းစင်ကွန်ဖြစ်ရပါတယ်နိုင်စေရှုံးစေလိုတဲ့စိတ်တွေနဲ့သုံးသပ်နေတာမဟုတ်ဘူးကြိုတင်ခံမှန်းပြနေတာမဟုတ်ဘူးကြိုတင်ခံမှန်းပြခဲ့တဲ့အရာတွေနော်မှန်ခဲ့တဲ့အတွက်ကျွန်တော်ဆရာချစ်ယုံကြည်မှုပိုပြည့်တယ်လို့ကိုလည်းကြည်နေရပါတယ်ဒီအတွက်ကြောင့်ပြောတာတစ်ချက်ပါတယ်တော်တော်ထေပိုင်းကောင်းဆောင်တွေရဲ့နေရာကိုလည်းငါးသားဆိုရင်ဘယ်လိုလုပ်မလဲဝင်ကြည့်တယ်တိုင်းသားကောင်းဆောင်တွေရဲ့နေရာကိုလည်းဝင်ကြည့်တယ်နော်အနည်းထေပိုင်းကောင်းဆောင်တွေရဲ့နေရာကိုလည်းဝင်ကြည့်တယ် PDF ထေပိုင်းကောင်းဆောင်တွေရဲ့နေရာကိုလည်းဝင်ကြည့်တယ်မြန်မာနဲ့အာရှတန်ခင်းတမငင်းအခြေအနေတွေကိုကြည့်သလိုမြန်မာနဲ့နောက်နိုင်ငံတွေနော်ကဘာပေါ့ခြုံပြီးပြောရရင်တန်ခင်းတမငင်းအခြေအနေတွေကိုလည်းကြည့်တယ်နော်အဲ့ဒီခင်းချင်းတွေကိုအားလုံးခြုံပြီးကြည့်လိုက်တဲ့အခါနော်မြန်မာတက်မတော်အောင်ပွဲခံသွားပါပြီမြန်မာတက်မတော်ဟာနိုင်သွားပါပြီနော်တိုင်းသားပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့တက်မတော်ဟာအနိုင်ရလက်တစ်ခုကိုရရှိသွားပြီလို့အနိုင်ရရှိသွားပြီလို့ message ပေးချင်တာဖြစ်ပါတယ်အထူး post นี้အဲဒီလိုပြောလို့နော်ပြည်တွင်းစစ်ကြီးရပ်တန့်သွားတယ်လို့ပြောတာမဟုတ်ဘူးတယောက်မကြံအပြတ်ရှင်းနိုင်တယ်လို့ပြောတာမဟုတ်ဘူးနော်အာနာထင်းတဲ့ဖြစ်စဉ်မှာယခုဖြစ်ခဲ့တဲ့တော်လှန်ရေးအပေါ်မှာမြန်မာတပ်မတော်ဟာအောင်ပွဲခံသွားပါပြီလို့မျက်နှာကိုမြင်တဲ့အတိုင်းယူသားစွာတင်ပြရဖြစ်ကြိုက်မကြိုက်နီစိမ့်ပြပြကျွန်တော်တို့ပြည်သူတွေဟာအဲ့ဒီအခြေအနေကိုမြင်တွေ့ရတော့မှာဖြစ်ပါတယ်နော်ညီကြီးကိုလက်ခတ်ရင်လွဲသွမ်းနိုင်တယ်ကျွန်တော်ဆက်ချစ်သုံးသက်ချက်ဟာမလွဲနိုင်ပါကြောင်းနော်ယုံကြည်ချက်အပြည့်ဖြင့်တင်ပြရင်းဖြစ်နော်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေနော်မောသည်ဖြစ်စေချစ်သည်ဖြစ်စေမြမတတ်မတော်အောင်ပွဲခံသွားပါပြီလို့မြင်တဲ့အတိုင်းယူသားစွာတင်ပြရင်းအဆုံးသတ်လိုက်ပါ